မင်္ဂလာပါပရိသတ်ကြီးရေဒီနေ့မှာတော့အနုပညာလောကမှာရောလူမှုကွန်ရက်စာမျက်နှာမှာပါလူပြောအများဆုံးဖြစ်နေတဲ့သတင်းလေးတစ်ခုအကြောင်းပြောပြပေးခြင်းပါတယ်အဲ့ဒါကတော့အကိုထုံးနဲ့အိမ်အောင်ပြုတ်ပြီးနောက်ပိုင်းဝေဖန်တိုက်ခိုက်မှုတွေတော်တော်လေးခံနေရတဲ့ပိုးကြဖြူခင်ရဲ့အကြောင်းပဲဖြစ်ပါတယ်သူ့အရင်ဇနီးခြံထားခဲ့တဲ့ပစ္စည်းတွေကိုသုံးဖြုံနေတာဆိုတဲ့ဆွဆွဲချက်တွေကိုပိုးကြကဘလို့တုတ်ပြန်လိုက်လေသူတို့မိသားစုရဲ့နောက်ွယ်ကထူးခြားတဲ့အလူအတန်းတွေကဘာလဲဆိုတာဗီဒီယိုလေးမှာဆက်ကြည့်လိုက်ရအောင်နော်လက်တလောပိုးကြဖြူခင်ကိုလူတွေကအကိုထွန်းရဲ့အရင်ဇနီးခြံထားခဲ့တဲ့စီးစိမ်တွေနဲ့အရန်တင့်ဘဝမှာစိန်ခံနေတယ်လို့အပေါ်ယံကြည့်ပြီးဝေဖန်နေကြတာပါဒါပေမဲ့ပိုးကြကတော့ဒီအပေါ်မှာစိတ်ဆိုးဒေါသထွက်ခြင်းမရှိပဲအေးအေးဆေးဆေးပဲရှင်းပြလာပါတယ်တကယ်တော့ပိုးကြတို့ဇနီးမောင်နှံဟာဆုံးပါသွားပြီဖြစ်တဲ့အရင်ဇနီးကိုတစ်စက္ကန့်မှမေ့လျော့ခြင်းမရှိဘူးလို့ဆိုပါတယ်အထူးသဖြင့်ပရိသတ်တွေမြင်တွေ့နေရတဲ့ခဏခဏကျွေးမွေးနေတဲ့စတုဒီတာအလူတွေဟာသွားလေသူအကိုထွန်းရဲ့ဇနီးဟောင်းအတွက်ရည်စူးပြီးလုပ်ပေးနေတာဖြစ်ပါတယ်။ကျမတို့လို့သမျှကုသိုလ်တိုင်းဟာသူမအတွက်ပါပဲလို့ပိုးကြကပွန့်ပွန့်လင်းလင်းပြောပြလာတာကြောင့်သူမရဲ့စိတ်ဓာတ်ဟာတကယ်ကိုအံ့ဩဖို့ကောင်းလောက်အောင်ဖြူစင်တာကိုတွေ့ရပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးကျမတို့ channel ရဲ့အမြင်ကိုပြောရရင်တော့အခုခေတ်မှာနောက်အိမ်တော်ပြုတဲ့အခါအရေးလူရဲ့အရေးအယောင်ကိုတော့မမြင်ချင်ကြတဲ့သူတွေများပါတယ်။ဒါပေမဲ့ပိုးကြကတော့ခင်ပွန်းဖြစ်သူကသူ့ရဲ့ဇနီးဟောင်းအတွက်ဖျားရှိခိုးတိုင်းအမျှဝေနေတာမမေ့နိုင်ပဲတတိယနေတာတွေကိုညှူဆူခြင်းမရှိတဲ့အပြင်ကိုယ်တိုင်ပါဝင်ပြီးကုသိုလ်တွေလုပ်ပေးနေတာဟာတကယ်ကိုလေးစားစရာစိတ်ထားပါပရိသတ်တွေကြားမှာလည်းအမြင်အမျိုးမျိုးရှိနေကြပါတယ်အချို့ပရိသတ်တွေကဘလို့ပဲဖြစ်ဖြစ်အရင်လူချမ်းခဲ့တာတွေကိုသုံးနေတာပဲလို့မြင်ကြပေမဲ့အများစုကတော့စီးစိမ်ထက်စိတ်ထားကပိုအရေးကြီးတယ်ကလေးတွေကိုအမေအရင်လိုစောက်ရှောက်ပြီးသွားလေသူအတွက်ပါကုသိုလ်လုပ်ပေးနိုင်တာဟာမိမကောင်းတစ်ယောက်ရဲ့လက္ခဏာပဲလို့ချီးကျူးနေကြတာကိုတွေ့ရပါတယ်ကျမတို့ရဲ့အမြင်အရဆိုရင်တော့ပိုးကြဟာအကိုထွန်းနဲ့သွေးမတော်သားမဆက်တဲ့ကလေးတွေကိုအပေါ်ယံမဟုတ်ပဲစိတ်ရင်းနဲ့ပြုစုပြိုးထောင်ပေးနေတာဟာအကြီးမားဆုံးသောသက်သေပါပဲသွားလေသူအတွက်ရည်စူးပြီးအလူအတန်းတွေလုပ်ပေးနေတယ်ဆိုတာကလည်းသူမအနေနဲ့ကွယ်လွန်သူအပေါ်ထားရှိတဲ့ဂရဝတရားနဲ့ခင်ပွန်းဖြစ်သူအပေါ်ထားတဲ့နားလည်မှုကအတိုင်းထက်အလွန်ပါလို့သုံးသပ်မိပါတယ်။ကဲပရိသတ်ကြီးတို့ရောသွားလေသူအတွက်ပါတာဝန်ကျေပြီးစိတ်ထားဖြူစင်တဲ့ပိုးကြဖြူခင်ရဲ့လောက်ရက်လေးအပေါ်ဘယ်လိုမြင်ကြလဲရှင်အပေါ်ယံဝေဖန်မှုတွေထက်လက်တွေ့လောက်ရက်ကပိုစကားပြောတယ်ဆိုတာကိုရောလက်ခံကြလားပရိသတ်တို့ရဲ့အမြင်လေးတွေကိုလည်း comment မှာရေးသားဆွေးနွေးသွားကြပါအောင်နော်အခုလိုစိတ်ဝင်စားစရာကောင်းတဲ့အနုပညာသတင်းတွေနဲ့သုံးသက်ချက်တွေကိုအမြဲကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ channel လေးကို subscribe လုပ်ထားဖို့လည်းမမေ့နဲ့အောင်နော်အားလုံးပဲတာယာတဲ့နေ့လေးဖြစ်ပါစေရှင်